အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Pasius Gaming Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့Commander Lunos လေးကင်ပြီးတော့မှဒီTwine လက်သီးလေးကိုတွဲပြီးတော့ Ranting လို့ကောင်းတဲ့ flow လေးကိုစောပြသွားမှာပဲဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်သွားပေးကြပါဦးဗျပထမဆုံးအနေနဲ့ကက်ယူတဲ့အခါကျရင်ကျွန်တော်ယူတင်တာKarina ကက်ကောက်ကက်ကက်ဇီလောင်းကက်နဲ့Lunos ကက်အဲ့ကက်လေးတွေကိုပဲယူတင်ပါတယ်ဘာလို့လဲဆိုတော့ဒီလက်သီးကိုအဓိကထားဆုံးမှာဖြစ်တဲ့အတွက် Hyper နှကောင်ဖြစ်တဲ့ချောင်နဲ့ Guinevere ကိုအထောင်ဆုံးမှာမို့ကျွန်တော်ဆုံးတာပြောတဲ့ကက်လေးကလွင်ကျန်တဲ့ကက်တွေနဲ့တိတ်မလိုက်ဖက်ဘူးဗျကက်ရွေးပြရနဲ့ level 5ကိုအရင်စောင့်ပြီးတော့တင်ရပါမယ်level 4မှာရင်Lunos ကိုသုံးမယ်ဆိုရင်တုံးချက်တန် heal ပါဖို့ chance နဲ့တွားမယ်ပေါ့နော်ဒီ Lunos ကကိုတုံးလိုက်တာနဲ့ရသွားတဲ့ blessing synergy effect မှာပါတဲ့ဂျာဗန် hero ၄ကောင်ကိုပေးမယ်ပြီးရင်လည်းကိုယ့်ရဲ့ level အလိုက်ဂျာဗန်ပေးမှာဆိုတော့ကိုက level မြင့်ရင်မြင့်တယ်လို့၃ချက်တန်ကန်ကောင်းရင်၄ချက်တန်လောက်ကိုအားလေးရမှာဖြစ်ပါတယ်ဒီနေရာမှာ scale သုံးမယ်ဆိုရင်Twine နဲ့လက်သီး synergy နှစ်ခုလုံးပါတဲ့ Joe Hack ကိုသုံးရပါမယ် Twine ပဲထလက်သီးပဲထအခုစောမဲ့ flow နှစ်ခုစလုံးပါတဲ့အတွက်ကြောင့်အားလေး level 5တင်ပြီးရနဲ့ Joe Hack ကို scale ကောက်တော့အဲ့ဆိုရင်ဒီ hero လေးကောင်လေးရတဲ့အတွက်ကြောင့်ဒီအားလေး game မှာတွေက flow ကိုတေချာတည်ပြီးတော့မှအနိုင်ဖိဆော့လို့ရပါတယ်ဒီနေရာမှာ Lunos ကက synergy 6ခုပြည့်ပြီဆိုတာနဲ့ကို24ချက်ရတယ်အဲ့အတွက်ကြောင့်လည်းဒီ economic အပိုင်းမှာလည်းအဆင်ပြေပေါ့နော်level 5ဒါမှမဟုတ် level 6လောက်ရရနဲ့ Scavenger လေးပါထည့်ဆော့ရင်ပို့ပြီးတော့ economic တောင်းတယ်level 9ကိုခဏလေးရောက်တဲ့အတွက်ကြောင့်တွေးလည်းမရော့ level လည်းအတင်မြန်တဲ့ဟို strategy လေးတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲမှာ Twine Blessing ထားတယ်synergy ထဲမှာပါတယ်ဒီ Ulas နဲ့ဟို Harry လေးရတယ်ပေါ့နော်ဆိုတော့ဒီအားလီမာတွေက Twine 4ဖြစ်ပြီးတော့ဖိဆော့လို့ရပြီဗျဒီနေရာမှာလက်တီးထားမယ်ဆိုရင်လေဟို Bellerit တို့ Marsha တို့နဲ့ဒီလက်တီး4တန်းဖြစ်ပြီးတော့မှဖိဆော့လို့ရတယ်Win Street ဖြစ်အောင်ထိန်းပြီးတော့ဖိဆော့မယ်ဆိုရင်လည်းဒီ Win Street ရတဲ့ဂိုးနှစ်ချက်လည်းပိုရပါတယ်အဲကြောင့်ဒီ Win Street လေးမပြောင်းတေချာထိန်းဆော့ဖို့လိုအပ်ပါတယ်ဒီပထမဆုံး face ပေါက်မှာတော့ကိုကဒီဖိဆော့ရတဲ့အတွက်ထိတ်ဆုံးရောက်နေမယ်ပေါ့နော်ဟိုဒီထွေထူးတော့မရှိဘူးဒီတွေးများတဲ့ item တွေ damage ထွက်တဲ့ item တွေယူမယ်ပြီးတော့မှပဲဒီကိုယ့်ရဲ့ hyper တွေကို item ထည့်မယ်ပေါ့နော်ဒီ short တွေကနေပြီးတော့လေဒီ scavenger hero ဖြစ်တဲ့ Karina တို့Camilla တို့အကောင်လေးတွေရတာနဲ့ဝယ်ရမယ်ပေါ့နော်ဒီကျွန်တော်တို့ဒီ level 6လောက်ရောက်တာနဲ့scavenger လေးပါထည့်ဆော့မယ်ဆိုရင်တော့ goal လည်းပိုရတယ်တွေးလည်းမရဘူးဆိုတော့ဇက်တိုက်ထိန်းပြီးတော့ဆော့သွားလို့ရပါတယ်လက်တီနဲ့တွဲဆော့လို့ရတဲ့ synergy လေးတွေကတခြားရှိသေးတယ်ဗျဒီ Twine တို့ QF တို့ဟိုတခြား cushion commander နဲ့တွဲပြီးတော့မှဒီdefender လက်တီတို့လိုမျိုးတွဲဆော့လို့ရတယ်ဗျကျွန်တော်အမြင်တော့ဒီ meta မှာတော့လက်တီကနည်းနည်း over power ဖြစ်တယ်ပေါ့နော်ဒါတော့မှ nerf ထားတာဟိုရင် Rising Star semi final အထိကဒီ Karina Guinevere တွေတောက်လျှောက်မြင်လာရတယ်ပေါ့နော်အဲဒါကြောင့်အခုချိန်ဒီ season မကုန်ခင် run ကိုကုန်းယုံပြီးတော့တင်ကျင်တဲ့လူတွေအတွက်ဒီ flow လေးကတော်တော်ကြီးကိုမှအဆင်ပြေတယ်ကျွန်တော်ကိုယ်တိုင်ကလည်း4-50ပွဲလောက်တေချာဆော့လာပြီးမှတင်တာဆိုတော့ဟိုကန်ကောင်းမှခက်ကောင်းမှနိုင်တဲ့ flow မဟုတ်ဘဲနဲ့အခုချိန်မှာနဲ့ OP ဖြစ်ဆုံး flow လေးဖြစ်နေရဗျဒီမှာဆိုရင်တော့ဟို state 2 round 2လေးပဲရှိသေးတယ်ပေါ့နော်ကျွန်တော် twice ပြေးသွားပြီ twice ပြေးသွားပြီဆိုတော့ဒီဥလက်လေးနဲ့ပဲဖိဆော့မယ်ပြီးတော့ goal လေးတွေယူမယ်ဒါတော့ scavenger မရသေးဘူးဗျကျွန်တော်ကိုကထောင်နေပြီအဲ့လိုမျိုးလေးဆိုရမှာပေါ့နော်ဒီမှာကက်ရွေးတဲ့ချိန်မှာလည်းဒီကက်ကအပြာကက်ဆိုတော့ကျွန်တော်ကတော့ဒီ HP ရတဲ့ကတ်လေးကိုယူလိုက်တယ်ဗျဒီနေရာမှာဟိုတခြားဟိုတွေးတက်တဲ့ကတ်တွေဟိုပတ်စံရတဲ့ကတ်တွေအဲ့ဒီကတ်လေးလည်းယူလို့ရတယ်တခုရှိတာကဒီအခု run ပွဲတွေမှာပေါ့နော် Guinevere ကို sorry လူတွေကများတယ်ဗျအဲအကြောင်းဒီလူဝေရတဲ့ဟိုစိတ်ဒုက္ခလေးတစ်ခုတော့ရမယ်ဒါပေမဲ့stage 3 round 1ဒါမှမဟုတ် round 2လုံးမှာကိုက level 9တင်နိုင်မယ်ဆိုရင်တော့ဒီဒါလေးတော့လိုက်လူဝေရလို့ရမယ်ဗျအခုဆိုရင်တော့ဒီ Guinevere လေးလည်းရပြီဆိုတော့ကျွန်တော်ကflow များများဆဆပြန်ပြီးတော့တည်စရာမလိုဘူးပေါ့နော် Twine Sility 4လေးနဲ့ပဲ mid game မှာတွားမယ်ဒီ flow လေးကအဲ့ဒါတခုကောင်းတယ်ဗျတခြား flow လေးလိုမျိုး mid game ဒါမှမဟုတ်ဒီ pre-late game လောက်မှဟိုတဲတန် hero လိုက်ရှာ flow တွေပြန်ချင်းစရာများများဆလုပ်စရာမလိုဘူးပေါ့နော်goal လည်းအများကြီးရတာဆိုတော့ level လည်းမီတယ်အတားစီးကနေပြီးတော့အေးစစ်စစ်လေးအထားကြဆော့လို့ရတယ်ဗျFrata တို့လည်းဒီ RAM မှာတွားဆန်းကြည့်ကြပါတကယ် AC ဆော့လို့ရတဲ့ flow လေးဆိုတော့လေတိတ်ပြီးတော့လောင်းနေစရာမလိုဘူးဗျကျွန်တော်ကိုယ်တိုင်ကလည်းဒီလောင်နေရတဲ့ flow တွေဆိုရင်တော့
တိတ်မကြိုက်ဘူးပေါ့နော်ဒီနောက်ပိုင်းတွေမှာလည်းဒီထက်ပိုကောင်းတဲ့ flow လေးတွေနဲ့ AC ဆော့လို့ရအောင်ဗီဒီယိုလေးတွေကိုတစ်ပတ်တစ်ခါလောက်တင်သွားမယ့်အစီအစဉ်လေးရှိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုရင်တော့ဒီ like နဲ့ subscribe လေးတွေလုပ်တော့ပေးဖို့တောင်းဆိုပါရစေဗျဒီနေရာမှာပြောချင်တာလေးတစ်ခုရှိရဗျဒီ Lunos K ကို Jawhead ကိုမသုံးဘဲနဲ့Karina အစိုးရပါတယ်ဆိုရင်ဒီ Karina လေးကိုသုံးပြီးတော့ဆော့ရင်လည်းဆော့လို့ရတယ်QF ထားရင် QF twine ဆော့လို့ရတယ် Scavenger ထားရဆိုရင်လည်း twine QF ပဲဖြစ်ဒီtwine လက်တီးပဲဖြစ်ကြိုက်တာဆော့လို့ရတယ်ဗောနော်ကျွန်တော်ချုပ်ပွဲတွေမှာ Karina ကိုအစိုးရရင်အဲ့လိုဆော့တာလည်းအဆင်ပြေရဲဆိုတာလေးကိုပြောပြတာပါကင်မရာကိုမသုံးရင်တော့ပိုကောင်းမယ်ဗျ Luminous ကြီးထားသွားရင်တော့တခြား flow ဖြစ်သွားမှာဆိုတော့လေတိတ်မကြိုက်ဘူးဗျဒီ season မှာဒီဝီဆုံး flow ဝီဆုံး synergy ကတော့ဒီကျွန်တော်အထင်ပါတော့ဒီ luminous ပဲဖြစ်မယ်ထင်တယ်ဗျအရင် season တွေလောက်တိတ်ပြီးတော့မကြမ်းဘူးဗျဒီဒုတိယမြောက် face ပေါက်မှာဆိုရင်လည်းကိုယ်ထိတ်ဆုံးမှာဆိုတော့လိုချင်တဲ့ hero တွေလိုချင်တဲ့ item တွေကတော့မရဘူးအားကြောင့်ဒီ trade တော့ပြောစရာမရှိဘူးပေါ့နော်ကိုနဲ့အဆင်ပြေမဲ့ item လေးတွေရွေးယူတာပဲကောင်းပါတယ်ပြောစရာရှိတာလေးတွေလည်းပြောပြီးပြီဆိုတော့ gameplay လေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးဗျကျွန်တော်လိုအပ်တဲ့အပိုင်းလေးတွေကိုလည်း suggestion အနေနဲ့ဒီ comment မှာရေးပြီးတော့ပြောပြသွားလို့ရပါတယ်နောက်ပိုင်းတွေမှာလည်းဒီတက်ပိုကောင်းတဲ့ flow လေးတွေနဲ့နောက် video တွေမှာပြန်ဆောင်ကြမယ်ဗျbrother တို့ source တွေချင်းတဲ့ flow လေးတွေရှိရင်လည်းမှန်သွားပေးကြပါအောင်video လေးကိုကြည့်ပေးကြလို့အများကြီးကျေးဇူးတင်ပါတယ်Chaos, the new dawn rises. Shall never fall. My fists are unflinching. What? No bargaining! Whoever you are, the price is fixed! We will determine our own fate. Hey, you are dead! The price is fixed. Come on, let me. Honey, you should think people are more reliable than gold. Easy. Hope is built upon trust.
another reason to celebrate.